ထိုင်နေရင်ထိုင်နေတယ်လို့သိနေတယ်ရပ်နေရင်ရပ်နေတယ်လို့သိနေတယ်နော်ကိုယ်ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေအကုန်လုံးသိနေတယ် mindfulness စောင့်ကြည့်နေတယ်ပေါ့ watchful ပေါ့နော်စောင့်ကြည့်နေတယ်သိနေတယ်ဒါကတတိတစ်ခုနောက်တတိတစ်ခုကဘာတော့ဆိုရင် memory ကလည်းတတိပဲမနေ့ကအကြောင်းအရာတွေမှတ်မိတယ်ကြက်ထားတဲ့စာတွေမှတ်မိနေတယ်မနေ့ကပြောခဲ့တဲ့စကားတွေအကုန်မှတ်မိနေတယ်ဒါလည်း mindfulness လုပ်ထားလို့ရှင် memory ကမြဲလာတာပဲအဲ့တော့ mindfulness နဲ့ memory လို့နှစ်ခုမှတ်သားထားရအောင်ဒါအလုံးဟာတတိပဲပေါ့တတိပဲအတိတ်ကအကြောင်းအရာတွေမှတ်မိတာဒါမို့ဗမာတော့ပြောတာဟောတတိတွေမေ့တယ်နော်မမှတ်မိတော့ပြောချာအဲ့ဒါလေ့ကျင့်ပေးရတတိကောင်းအောင်ဘယ်လိုလေ့ကျင့်ပေးရမလဲဆိုတာလေ့ကျင့်တဲ့နည်းစနစ်တွေအဲ့တော့မြတ်စွာဘုရားတရားတော်ဟာကိုးကွယ်ပြီးတော့ဆုတောင်းနေရမယ်ဘာသာတရားမဟုတ်ဘူးခေါင်းအထံမှာဒီကောင်းကင်ဘုံကတကုရှင်ကြီးထံမှာခွင့်တောင်းတာတို့ဆုတောင်းတာတို့ဒီလိုလုပ်ရတဲ့ဘာသာတရားလည်းမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမကိုကြည့်ပြီးတော့လက်တွေ့လိုက်နာကျင့်သုံးတဲ့သဘောပေါ့နော်ဗုဒ္ဓံတရဏံဂစ္ဆာမိလို့ခုနဆိုသွားတဲ့စကားတစ်ခုပါမြတ်စွာဘုရားရဲ့အဆုံးအမလိုက်နာပါမယ်လို့ဝန်ခံကြတိတဲ့ပြုတဲ့အဓိပ္ပာယ်ပဲပေါ့ကိုယ်ဘဝအနန္တမြတ်စွာဘုရားရဲ့အဆုံးအမလို့ဆိုသည်မှာတခြားဘာသာဝင်တွေကခောရဲ့အဆုံးအမခောဆုံးဖြတ်ကိုလိုက်နာတဲ့သဘောမျိုးမဟုတ်ဘူးလက်မြောက်အရှုံးပေးတဲ့သဘောမျိုးမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုလိုက်နာပါမယ်လို့ပေါင်းတောင်းလုပ်တဲ့သဘောပဲဒီဟာနော်အဲ့တော့အဆုံးအမကိုလိုက်နာအဆုံးအမတွေကဘာတွေတုံးဆိုဓမ္မပဲဓမ္မန္တရဏံကိစ္ဆာမိဆိုတာဓမ္မကိုကျင့်သုံးမယ်လို့ဆိုလိုတာပဲသံဃံတရဏံကိစ္ဆာမိဆိုတာလူတွေဆိုတာကုသိုလ်လုပ်ဖို့အချိန်အခါလူတိုင်းဟာဘာသာကြားတွေလည်းတူတူပဲကုသိုလ်ကောင်းမှုဆိုတာလုပ်ကြတယ်ပေါ့အဲ့ဒါလို့ကုသိုလ်လုပ်တဲ့အခါမှာဒီသံဃာတွေနဲ့ကုသိုလ်လုပ်မယ်လို့ဘောင်းတောင်းလုပ်ထားတဲ့သဘောပဲဒီလိုဆိုလိုတာဒါကြောင့်မို့သံဃာကုံထဲမှာအနုတ္တရံပုညခိတံလောကတ္တဆိုတာဒါကိုပြောတာဟောအဓိကကတော့ကုသိုလ်လုပ်ဖို့လူတွေကကုသိုလ်လုပ်ချင်တယ်သာသနာမရှိဘူးဆိုရင်လမ်းဘေးကတရောင်းစားပဲပေးဖို့ရှိတယ်ပေါ့တရိစ္ဆာန်တွေပဲတွေးဖို့ရှိတာပေါ့အဲ့တော့အဲ့ဓာတွေကကုသိုလ်မဖြစ်ဘူးလားဆိုတော့ဖြစ်တယ်သို့တော့အနုတ္တရမဟုတ်ဘူးသူတို့ချာနော်အနုတ္တရမဟုတ်စိုက်တော့စိုက်ရတယ်ရှိတဲ့မြေကလေးမှာစိုက်ရတော့အသီးနှံကရှားတဲ့တော်မရဘူးပေါ့ဆိုလိုတာမြေခေါင်းရေခေါင်းဆိုလို့ရှိရင်အထက်တွေတိုးတာပေါ့ဆိုပါစို့စဘာတရင်ကျဲလို့ရှိရင်တင်း100ကျော်ရတယ်ဆိုတာမြေခေါင်းရေခေါင်းလို့ဤပညာကောင်းလို့ရတာဟုတ်တရင်ကျဲရင်တင်းအစိတ်50ဟာမနှဲဆိုလို့ရှိရင်တော့ဒါမြေမကောင်းဘူးလို့ပြောမှာပေါ့ဤပညာမရှိဘူးလို့ပြောမှာပေါ့အဲ့ဒါလို့ကြွားချတာပေါ့အဲ့တော့စိုက်ပျိုးရေးလုပ်တဲ့ပုဂ္ဂိုလ်တွေဟာမြေကောင်းရေကောင်းအရေးကြီးတယ်လို့ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်တွေလည်းကုသိုလ်ကောင်းမှုအတွက်မြေကောင်းရေကောင်းဒါကယဉ်နှိမ့်မြုပ်နှံမှုတစ်ခုကို investment ပဲဒါလဲယဉ်နှိမ့်မြုပ်နှံလိုက်တာအဲ့ဒီယဉ်နှိမ့်မြုပ်နှံမှုဟာအကျိုးမြတ်မြတ်ရတဲ့နေရာမျိုးပဲမြုပ်နှံရမှာပေါ့အဲ့ဒါကြောင့်မို့အနုတ္တရံပုညခိတံလောကတ္တလောကရဲ့အတွက်ကုသိုလ်တွေပြိုးထောင်မှုစိုက်ပျိုးဖို့အတွက်အကောင်းဆုံးမြေပါလို့မြတ်စွာဘုရားပြောတာဒါကဖျားပွင့်တဲ့အခါလောက်တာလဲဒီအဖွဲ့အစည်းကပေါ်တာဖျားမပွင့်တဲ့အခါမပေါ်ဘူးတဲ့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့တရဏဂုံစောင့်တည်တယ်ဆိုတဲ့အဓိပ္ပာယ်က
ကိုယ့်ဘဝမှာဘာလုပ်မယ်ဆိုတဲ့ဥတည်ချက်ထားရုံပဲငါဘဝကြီးကဖရာရဲ့အဆုံးဖြတ်တိုင်းပဲလို့ခေါင်းက create လုပ်ထားတဲ့အတိုင်းငါဘဝဆုံးဖြတ်တယ်လို့ဒီလိုဟာနဲ့မတူဘူးတအားကွာခြားတယ်နော်ကွာခြားမှုရှိတယ်ကိုယ်လက်မြောက်အရှုံးပေးထားတာလည်းမဟုတ်ဘူးဖရာကိုးကွယ်တယ်ဆိုတာနတ်ကိုးကွယ်တာနဲ့မတူဘူးလက်မြောက်အရှုံးပေးတာမဟုတ်ဘူးတကယ်ကတော့လောကမှာရှိကြတဲ့ဘာသာတရားအလုံးဟာနတ်ကိုးကွယ်တဲ့အဆင့်ပဲရှိတယ်အကုန်လုံးတောင်ပြုံးနတ်ကိုးကွယ်တာနဲ့ခေါင်းငင်ပုံကနတ်ကိုးကွယ်တာဒါဟာပဲကွာတယ်အလုံးဟာနတ်ကိုးကွယ်တာနတ်အလိုကြဒီနတ်ကိုဘယ်သူမြင်ရတော့ဆိုဘယ်သူမှလည်းမမြင်အောင်မမြင်ရတာတွေးကြောက်တယ်နော်မမြင်ရတာကိုတွေးအားကိုးတယ်လူတွေကလည်းဆန်းတော့ဆန်းတာပေါ့နော်အတော်တော့ထူးဆန်းတာမမြင်ရတာကိုဒီဘာလေးပဲဖြစ်လာဒါကြောင့်ပဲလို့ထင်ပြီးတော့ကြောက်တယ်အဲ့ဒီကြောက်စိတ်ကြောင့်မို့လို့ဘာသာတရားတွေဒီလိုရောက်မြတ်စွာဘုရားကကြောက်စိတ်ကိုဖယ်ရှားရဲရဲနဲ့တွေးခေါ်မှုတွေရှိရကိုယ့်ကိုအားကိုးတဲ့ confidence ကိုယ့်ကိုယုံကြည်တဲ့စိတ်တွေအပြည့်အဝရှိရကိုယ့်ကိုမယုံကြည်လို့နတ်ကိုးွယ်တယ်ဆိုတာကိုယ့်ကိုမယုံကြည်တဲ့လူတွေကိုးွယ်တာကိုယ့်ကိုယုံကြည်အားကိုးတဲ့ပုဂ္ဂိုလ်ဟာဘယ်သူမှကိုးွယ်เสียမလို့ဖရာကိုးွယ်တယ်ဆိုတာအဆုံးမတရားကိုးွယ်တယ်ဆိုတာလက်တွေ့ကျင့်သုံးဖို့အာငါကိုးွယ်တယ်ဆိုတာကုသိုလ်လုပ်ဖို့သူ့ရည်ရွယ်ချက်နဲ့သူကိုးွယ်တာမမယ်ချမယ်ဆိုတာမျိုးမရှိဘူးနော်ဘုရားဗလာဘုရားကမလည်းမမဘူးချလည်းမချမတာတို့ချတာတို့ဆိုတာမပါဘူးနော်တကယ်တော့မလို့လည်းမရဘူးချလို့တော့ရကောင်းရချင်းရမှာပေါ့နော်မလို့မရတာကိုသားသမီးတောင်ကိုမလို့မှမရနော်ကိုသားသမီးတောင်ကိုဖြစ်ချင်တာမအောင်လုပ်လို့ပဲရမလဲသူ့ရဲ့50-50ပဲသူ့ရဲ့ကြိုးစားမှုကမပါရင်ဘယ်လိုမှမလို့မရကိုလုပ်ပေးနိုင်တာ90%ပဲဒီတဲ့ပုံမပူအဲ့တော့တတိဆိုတဲ့တရားကိုလေ့ကျင့်မွေးမြူပေးလို့ရှိရင်နောက်ကဘာလိုက်လာတော့ဆိုသံပစင်ညတဲ့အမှန်ကန်သိမှုဆိုလိုက်သံပစင်ညကို comprehension လို့ပြန်လေးရှိတယ်ပေါ့ comprehension ဆိုတာစဉ်းစားတတ်တာသိတာဘယ်အရာပဲဖြစ်ဖြစ်အမတ်တမဲ့မနေပဲနဲ့စဉ်းစားရမယ်တွေးခေါ်ရမယ်ကိုသိထားတဲ့စကားလုံးတစ်လုံးကအစကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုမြင်သမျှကိုကြားသမျှအကြောင်းအရာတွေပေါ်မှာအမတ်တမဲ့မနေပဲနဲ့ဆင်ញင်သုံးတတ်တာတတိတံစဉ္ညာရဲ့ဆွမ်းအားပဲပေါ့ဒါကြောင့်မို့လို့တတိကောင်းအောင်ကျင့်ဆောင်ပြီးတဲ့နောက်သံစဉ္ညာဆိုရင်အကျိုးရှိတယ်မရှိဘူးလှုပ်တဲ့နဲ့မလှုပ်တဲ့ဘူးဆိုတာကိုယ်ပိုင်ဆုံးဖြတ်တဲ့ဉာဏ်ဟာအရေးကြီးဆုံးပဲတဲ့အဲ့ဒီနှစ်ခုအားပြုလာတဲ့အခါမှာအားရှိလာအောင်အားရှိလာတဲ့အခါမှာအမှန်တရားကိုသိတယ်ဆိုတာဖြစ်လာတယ်အနုမို့ဆိုလို့ရှိရင်အမှန်တရားကိုသိနိုင်စွာမရှိနိုင်ဘူးလို့ခေါဏကအစဉ်လာရယုံကြည်တယ်ကောင်းကင်ဘုံကတကူရှင်ဆိုလဲဟုတ်မှာပဲဆိုယုံလိုက်တယ်နော်ကြောက်เสียရှိရင်ကြောက်တယ်အကြောက်ပြေဖို့အတွက်အားကိုးတယ်အားကိုးမိရအားကိုးတယ်တကယ်မိမိရဲ့ပတ်ဝန်းကျင်မှာကိုယ်တိုင်သိနိုင်တဲ့အရာတွေကိုမျက်ွယ်ပြုထားပြီးတော့လူတွေဟာအကြောက်တရားအောက်မှာပြားပြားဝတ်ပြီးတော့နေကြဒီလိုနဲ့ဘာသာတရားတွေဖြစ်ပေါ်လာတာဟုတ်အဲ့တော့ဘုရားရဲ့အဆုံးအမဆိုတာအဲ့ဒီလိုဘာသာတရားမျိုးမဟုတ်ဘူးဆိုတာကိုယ်တိုင်ရဲတတ်သိအောင်သိအောင်ကိုယ်တိုင်ကြိုးစားသိဖို့ကြိုးစားတဲ့အခါမှာတတိဆိုတာကိုလေ့ကျင့်ပေးရမယ်